ဘေးကြီးကပြက်လုံးတွေပြက်လို့ကျွန်တော်ကလို့မရအခုကတော့ပြောတာလေတကယ်လို့ပြည့်ရှေးကြီးဖြစ်သွားမှာဆိုတော့တချင်းတော်ဆိုတာဟိုပေးသများလဲအားနာပါလေကျွန်တော်တောင်းပန်စရာရှိတာဘာဖြစ်လို့ဟိုစိတ်ရှိုးဆုံးကကျွန်တော်တချင်းမဆိုဖြစ်တာဖွင့်လို့ပါမင်းကဒီရွယ်နဲ့ဖေးမဆိုပါတော့တချင်းကညာကတက်ပြဿနာတွေနှလုံးလုံးဖွင့်တာနဲ့အလိုလိုကောင်းတဲ့ဝင်ရောက်လာတဲ့အလေဒီတက်လာလောက်တဲ့ကောင်တွေကိုစောက်ရောက်ဝင်နေလို့အပြည့်နဲ့ချင်းနဲ့ချမ်းမမျက်နှာပြတ်မှကြောက်တသားဆုံးရဆိုရတာနဲ့နောက်ဆုံးကပဲကောင်းသားတွေထွက်ငယ်ရမျက်ခွန်းနဲ့စိတ်ဆိုးတချောင်းအားလုံးတွေကြားရင်ဒီကကုံရင်ပြောပြီးခွေးမီတော့ကြည်တော့ဆိုဒီကလေးတွေမျိုးလုံးစုံမိတ်ယုံပြီးနောက်ခွင့်လွတ်လိုက်တာကြည့်နောက်ပထမဆောက်တဲ့ကျေမရှိအောက်ရောက်ကြောကိုဓာတ်နဲ့ထိုးနေဓာတ်နဲ့ထိုးဟေးကြောက်ချင်းတဲ့လောပါမူလာရီတော့အကွက်တွေရွှေကထက်လဲစားပါပြို့ညနာနဲလောက်ထပ်ပြပါအောင်စဖူးအလေတောင်းမျိုးဝသွားပါအောင်ကြားကိုပိတ်တယ်တော့ညွတ်သွားပြီနော်ဟုတ်တယ်ငါတော့ညွတ်သွားပြီအကျက်လာတာငါတူတယောက်တည်းရှိလေငါကလို့ရတယ်နော်ဟုတ်တယ်အခု